နောက်ထပ်တက်ပြပေးမယ်ဒါလေးကတော့ခုံငါးလေးနော်ရာခဲတယ်ဒီနေ့ခုံငါးလေးပါတယ်ဗျတော်တော်မိုက်တယ်ခုံငါးကိုမှတော်တော်မိုက်တယ်စကဝါလေးဗျအေဂျိတ်အစ်စ်ကလေးမီးဖုတ်ခုံနေမဟုတ်တဘာဝခုံအစ်စ်နော်ခုံငါးလေးပါလှလိုက်တာဆိုတာကလေနော်ဒီငါးလေးချိန်ရင်3000ခွဲနဲ့ပေးမယ်3000ခွဲစင်ရုပ်ဆွဲသည်ရှိလားတဲ့စင်ရုပ်မရှိသေးဘူးကိုနဂါးရှိမယ်လက်ခီးဖားရှိမယ်ငါးရှိမယ်အခုရင်နော်စင်ရုပ်ဆွဲသည်မရှိဘူးစင်ရုပ်စပွဲတင်ရှိတယ်နော်စင်ရုပ်နှစ်ကောင်စင်နှစ်ကောင်စပွဲတင်ရှိတယ်ဒါမျိုးဒါမျိုးစပွဲတင်လေးရှိမယ်ကိုဝင်ဖြိုးမင်္ဂလာပါအချာကြီးကြီးရှုသူဖြစ်သွားပြီတဲ့ကျေးဇူးပါတယ်ကိုရင်ဝင်ဖြိုးရင်နော်ဒါလေး3000ခွဲပါနော်မိတ်ဆွေတွေကျောင်းလုံးဝယ်လို့ရတယ်နော်မိတ်ဆွေတွေပြန်ရောင်းမယ်ဆိုတဲ့သူတွေ